လူကြီးမင်းကဘား restaurant လုပ်ငန်းရှင်တယောက်ဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်တင်ပါတယ်။ခင်ဗျရဲ့ဘား restaurant တစ်ခုကိုပိုင်ဆိုင်ထားပေမဲ့ဘာဖြစ်လို့လူမလာလဲ။အရသာကောင်းပေမဲ့ဆိုင်ကဘာဖြစ်လို့လူသိမ့်မကြလဲ။အဖြေရရှင်းပါတယ်။ digital ခေတ်မှာတစ်ဆိုင်ရဲ့နေရာ social media ပေါ်ရောက်ဖို့လိုအပ်နေရပါ။ဒီနေရာမှာတော့ရိုးရိုးရှင်းရှင်း marketing agency ကဘား restaurant လုပ်ငန်းတွေကိုစလုပ်တော့မယ်ဆိုလို့ရှိရင် digital marketing ကိုဘယ်စိတ်ကနေစပြီးတော့လုပ်ဆောင်ရမလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ digital marketing ခရီးကိုစတင်ဖို့အတွက်အရင်ဆုံးအခြေခံအုတ်မြစ်ကိုခိုင်မာအောင်တည်ဆောက်ရပါမယ်။ social media platform တွေဖြစ်တဲ့ Facebook, Instagram, TikTok တွေပေါ်မှာလုပ်ငန်းအတွက် page တွေ account တွေဖွင့်ပြီးတော့ကိုယ့်ဆိုင်နဲ့ကိုက်ညီစေတဲ့ပုံစံတွေအယောင်တွေစာသားတွေကိုသုံးစွဲပေးရပါမယ်။ဒီလိုအခြေခံတွေရပြီဆိုရင်တော့လူတွေရဲ့အာရုံဖန်ဆနိုင်မဲ့ content တွေကိုဖန်တီးပေးရပါမယ်။မြင်ရုံနဲ့စားကြည့်စပွဲတက်ပုံတွေဗီဒီယိုတွေဟင်းပွဲနဲ့ signature drink တွေအတွက် highlight ဖြစ်စေမဲ့ content တွေဆိုင်ရဲ့အတွင်းပြင်အပြင်အစင်နဲ့ခံစားလို့ရနိုင်တဲ့ vibe တွေ live music band တွေကိုပုံမှန်ဖော်ပြပေးတဲ့ content တွေ promotion program တွေကိုအစီအစဉ်တကျဖြစ်အောင်ဖန်တီးနေရပါမယ်။ online မှာရော offline မှာပါစားသုံးသူတွေကိုအကောင်းဆုံးပြင်ဆင်နိုင်မှုဖြစ်အောင်ကြိုးစားပေးပါ good review ဖြစ်စေ bad review ဖြစ်စေလက်ခံနိုင်ပြီးတော့စားသုံးသူတွေအတွက်အကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်အောင်အမြဲကြိုးစားနေပေးဖို့လိုအပ်ပါတယ်။နောက်ဆုံးပြပြချင်တာလေးကတော့ digital marketing ဆိုတာစဉ်ဆက်မပြတ်လှုပ်ဆောင်ရမယ့်လုပ်ငန်းတစ်ခုပါ။အခုပြပြတဲ့အတိုင်းပုံမှန်လေးလုပ်သွားမယ်ဆိုလို့ရှိရင်လူကြီးမရဲ့ဘား restaurant က online မှာရောအပြင်မှာပါအောင်မြင်မှုတွေရလာပြီးတော့ brand ကောင်းတဲ့ဘား restaurant တစ်ခုဖြစ်လာမှာပါ။ဒီနေ့တော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။